ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အားအန္တရာယ်မိဘေးကင်းဝေးစေရန်ဝတ္တသုတ်တံကိုပူဇော်ပေးပါမယ်ဗုရိတံဘောရိသံပါရိနိဗ္ဗတံဝတ္တဇာတိယံယတဒေသေနတဝဂ္ဂိမဟာတတံဝိဝဇ္ဇယိထေရတတာရိဗုဒ္ဓတံလောကနာထိနပါတိတံယမထာယိမတေသံပရိဒံတံပနာမဟေအတ္တိလောကေတိလကုဏောသစ္ဆံသောစေယနုဒယဒေနသစ္စေနကာမိသစ္စာကိရိယမௌတမံအာဝဇိတဝါဓမ္မဗလံတရိတဝါဘုဗ္ဗကိစီနိသစ္စာဗလမဝတယသစ္စာကိရိယမဂတဟံဒန္တိပက္ခအပဒနာဒန္တိပါရအဝဇနာမာတပိဒဇာနိကန္တဇာတဝိရပတိကမဒဟတိဇေကတိမရှမပိစလိတောတိခိဝဇေတိသောလတကရိတာနိဥရကံပတ္တဝါယထာတိခိသစ္စေနမေတမောနတ္တိဧတမေသစ္စာပါရမီဝတ္တသုတ်တံနိဋ္ဌိတံ